အဲကျွန်တော်တို့အကုန်လုံးအတူတွေပဲဗျအတူတွေပဲနော် Ricardo Bucket Seat ဒု Spargo ဒုဒီမှာ Lomax အကုန်လုံးဒုဒီနေ့တော့ကျွန်တော်တို့ Pro Street Model ဆိုတဲ့ကားပစ္စည်းအတူတွေပေါ့နော်ကျွန်တော် China တွေမျိုးအတူသွင်းထားတဲ့ဟာလိုမျိုးလေးကိုကျွန်တော်ချက်သွားပြကြည့်ကြမယ်နော်ပစ္စည်းတွေကတော့ကျွန်တော်တို့ China ကမှာလာတော့ကျွန်တော်စီမပေါ်ဘူးကျွန်တော်ဆိုးပေါ့နော်သွားရှိုးရအောင်အခုဆိုတော့ကျွန်တော်တို့ Pro Street Motorsport ကိုကျွန်တော်ရောက်နေပြီပေါ့နော်ဆိုတော့ကျွန်တော်အထက်ကိုနည်းနည်းလိုက်ပြောပြမယ်နော်ဒီမှာ carbon fiber နဲ့ပတ်သက်တဲ့ mirror လေး sign mirror တွေပေါ့လေအဲကျွန်တော်တို့အကုန်လုံးအတူတွေပဲဗျအတူတွေပေါ့နော်ဒီမှာပတ်မှန်နေရှိမယ်ပြီးတော့ဒီမှာကျွန်တော်တို့ခပတ်တွေတို့ steering တွေတို့ပြီးတော့ကျွန်တော်တစ်ခုချင်း section တစ်ခုချင်းစီတဲ့ showcase video တွေထပ်ပြီးရိုက်ပေးပါတော့နော် engine oil gear oil တွေရှိမယ် brake disc တွေbrake drum တွေပြီးတော့ဒီမှာ gear knob များသောအားဖြင့်တို့စီမှာ Honda နဲ့ပတ်သက်တဲ့ hydro များတာပေါ့နော် gear knob တွေရှိမယ်ဒီမှာဆိုရင်ကျွန်တော်တို့ HKS filter ဒီစီရအစုံပါ steering ဆို steering ဇန်ဒီမှာကျွန်တော်စုံနေတာမြန်မာပြည်က online shopping နဲ့ design မှာမယ်ဆိုရင်တော့စီကြည့်တယ်ပေါ့နော်ဒီလိုလေးအတူပဲဒါပေမဲ့ quality လေးတော့မဆိုးပေါ့နော်အဲ့တော့အကယ်၍ original ဆိုရင်တော့ကိုယ့်ထိုင်းနဲ့ရောက်မယ်ဆိုတော့ဒီ sign လေးကိုလာခဲ့လိုက်တာပိုအဆင်ပြေမထင်တော့ကျွန်တော်ဒီမှာ blow off တွေပေါ့နော် blow off တွေပြီးတော့ဒီမှာ hose controller တို့ဒီဘက်မှာဆိုရင်လည်းနောက်ထပ် steering section တစ်ခုပေါ့နော် steering ဒီမှာဆိုရင် defeat gate တွေ original style steering တော့အတူရှိသေးတယ်ဒီနေရာကကြတော့ကျွန်တော် posket တွေပေါ့နော်ကားမျိုးစုံတို့သူတို့ဆိုင်မှာ steering အများဆုံးပဲဗျ steering အများဆုံးဆိုတော့ကျွန်တော်ကလေးတွေများသောအားဖြင့်ဆင်ကြရတယ် steering ရေဆင်ကြရဆိုတော့လေ posket တွေတော့များတယ်ပြီးတော့ intake filter တွေရှိမယ်ဒါသူတို့ရဲ့နောက်ထဲက storage ထင်တယ်တချို့ sound system တွေပါနေတယ်ပေါ့နော်ပြီးတော့ဒီဘက်မှာကမီးလုံးတွေရှိမယ်ပြီးတော့ကားကိုလင်းလို့မောင်းချင်တဲ့လူတွေအတွက်ရှိမယ်ပြီးတော့ဒီမှာ pedal shift တွေပြင်မှာကောင်လေးတွေအတွက် pedal shift လေးအတူလေးပေါ့နော်ဒီဘက်မှာကျွန်တော်တို့ gate မျိုးစုံရှိမယ်ပြီးတော့ port filter တွေရှိတယ်ပေါ့နော်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ Honda တစ်စီးလောက်မှမပိုင်ထားဘူးဆိုရင်တော့ KBC တွေစိတ်ဝင်စရာမရှိဘူးဗျ Honda စီးတွေလည်းပိုပြီးစိတ်ဝင်စားရကောင်းတယ်နော်ဒီဘက်မှာကျတော့သူတို့ရဲ့ wheels တွေရောင်းတဲ့နေရာရှိမယ်တခါရဲတက်ပြီးတစ်ပိုင်းစစ်ပြရပါတော့အဲဆိုတော့ performance mode မဟုတ်ဘဲနဲ့ကောက်ဒီတိုင်းပဲ hardware အနေနဲ့လှဆင်နေတယ်ဆိုရင်တော့ဒီ design တော်လေးကျွန်တော်တို့နေရာမှာစုံနေပါတော့သူကတော့ခုနကအောက်ထပ်ကနေပြီးတော့အပေါ်တက်ကိုရောက်လာပါတော့အပေါ်တက်မှာဆိုရင်ကျွန်တော်ဒီမှာ carbon fiber lip တွေဒါလည်းကျွန်တော်အကုန်လုံး copy ရွေးနော်ပြီးတော့ဒီမှာ pipe နေရှိမယ်ပြီးတော့ sweat တွေ brace တွေကျွန်တော် Honda ပစ္စည်းတော်များရတယ်နော်ချုပ်တန်းတွေဆိုရင်ကျွန်တော်အလှအနေနဲ့ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒါ header ပေါ့နော် exhaust header ရှိမယ်ပြီးတော့ဒီဘက်မှာကခုံလေးပေါ့နော်ခုံလေးဆိုဒီမှာ Ricardo Bucket Seat ဒု Spargo ဒုဒီမှာ Lomax ဂိုလိုဒု okayအဲ့တော့ကျွန်တော်တို့ Pro Street ကိုဘယ်လိုထင်လဲပေါ့နော်ဆောက်လို့ရပါ